နိုင်ရတဲ့မျက်နှာကြီးလေဟာခုနပြောလို့ပါကိုလှုပ်တဲ့ဟာတွေကဘယ်တော့မှမဆိုအများတို့ပဲလှုပ်တာပေါ့နော်အဲ့တော့ခုနလိုပဲအကိုကလည်းစကားနဲ့အလုပ်လုပ်တယ်လို့မဟုတ်အလုံးနဲ့အလုပ်လုပ်တယ်လို့အဲ့တော့နောက်ဆုံးကပွဲရပြီးသွားပြီလေနော်အကုန်လုံးကအမြင်သာကြီးပဲစောဟုတ်တယ်မလားဟိုညံရှိတဲ့လူမြင်တယ်အကိုတကယ်တမ်းအဲ့လိုမျိုးလုပ်တာတော့အကိုအနေနဲ့မနိုင်ပြောရင်အကိုနဲ့မတန်ဘူးပေါ့နော်ဒါပေမဲ့အကိုလုပ်တယ်ဆိုတာခုနလိုပဲလေအကိုလိုမျိုးပြောရဲဆိုတာအများအတွက်ဥမာဘာပဲဖြစ်ဖြစ်တက်တည်ပြလို့ရမလားဆိုပြီးတော့ဒါပေမဲ့အခုကတော့တက်တည်တော့မပြလိုက်ရအောင်ပေါ့နော်ပွဲရပြီးသွားပြီဆိုတော့ yeah it is what it is အကိုလည်းဒီကိစ္စကိုနောက်ပိုင်းလည်းအဲ့လိုမျိုးပေါ့နော်အခုလူတွေနဲ့အဲ့လိုမျိုးပွဲရင်မဖြစ်ချင်ဘူးပေါ့ပုံမှန်လည်းပြောအခုဟာကိုခုနလိုပဲမယုံကြည်ဘူးဆိုရင်ဒေါ်လာ1000ပေးပြီးစမ်းကြည့် right ဒေါ်လာ1000ပေးပြီးတော့မှစမ်းကြည့်ရဲ့အချိန်မှာကိုယ့်ရဲ့ business မတက်လောက်ဆိုကိုငွေပြန်ပေးမယ်တက်တိရှိတဲ့လူတွေနဲ့ပဲလုပ်ချင်တယ်ပေါ့နော်စကားတွေရှောက်အောင်နေတဲ့လူတွေနဲ့ကိုတို့ကစကားနဲ့အလုံးမလုပ်ချင်ဘူးနော်အလုံးနဲ့ပဲလုပ်ချင်တယ်ရှုံးတယ်တွေနိုင်တယ်တွေပြောနေအောင်ငါမသိလို့တခုမေးတယ်ဘယ်သူကပြိုင်နေလို့တော့ပြိုင်ပွဲတစ်ခုမှာပဲဒါအရှုံးအနိုင်ဆိုတာသတ်မှတ်လို့ရတာပေါ့နော်ပြိုင်ပွဲတစ်ခုရှိမှာဘယ်သူရှုံးတယ်ဘယ်သူနိုင်တယ်ဆိုတာအခုကအရှုံးနဲ့အနိုင်ကိုခွဲခြားတဲ့ပွဲမဟုတ်ဘူးအမှန်နဲ့အမှားဘယ်သူမှန်တယ်ဘယ်သူမှားတယ်ဆိုတဲ့ဥစ္စာကိုခွဲခြားကြတာသဘောပေါက်လားအဲ့တော့ပြောချင်တာတစ်ခုကကိုမကျွမ်းကျင်တဲ့နယ်ပယ်တစ်ခုထပြီးတော့မှစဆရကထလို့တယ်ငါမှာ audience power ရှိတယ်ငါ follower များတယ်ဆိုတာနဲ့ဒီမဲ့ငါစောက်တလွဲတွေပြောနေလေငါ့ကိုဘယ်ကောင်မှမထပြီးတော့မှမလန်ရဲလောက်ပါဘူးဆိုတဲ့စောက်ချိုးမျိုးပေါ့ဗျာထချိုးတယ်သိတယ်မလားအဲ့တော့အဲ့ဒီနယ်ပယ်နဲ့ပတ်သက်နေတဲ့ professional တယောက်ဖြစ်တဲ့ငါက fact ကြနေသူပြောနေတဲ့အချက်လက်တွေလွဲနေတယ်ဆိုတဲ့ဥစ္စာကိုငါပြန်ပြီးတော့မှထောက်ပြတယ်ငါစပြီးထောက်ပြတဲ့အထက်မှာအောက်လုံးတစ်လုံးမှမပေါ့ဘူးမင်းတို့ပြန်ကြည့်ဗီဒီယိုနော်ဆိုတော့အဲ့ဒီထောက်ပြလိုက်တဲ့ဗီဒီယိုကိုကြည့်ပြီးသွားတဲ့အခါကျမှ तू ပြန်ပြီးတော့မှလုပ်လိုက်တဲ့ reaction နဲ့မှာဆိုရင်ငါ့ဟိုကအဆင့်မရှိတာတွေရောပြီးသွားတဲ့အခါကျရင်ငါအောက်ကဟောင်းနဲ့ခွေးဆိုတာတွေရောပြီးသွားတဲ့အခါကျရင်ငါမင်းတို့လိုမျိုး note တစ်ခုချင်းစီကိုလိုက်ပြီးတော့မှရွတ်ပြနေမယ်စောက်ချောက် reviewer မျိုးမဟုတ်ဘူးဆိုတာတွေရောသိတယ်မလားဒီလိုမျိုးပြောရမယ်ဆိုအောက်လုံးကွာ industry တစ်ခုလုံးတင်းကျုံပြီးရမ်းတဲ့စကားတွေကို तू ကစပြီးတော့မှ attack လုပ်တယ်အဲ့တော့ငါပြန်ပြောတဲ့အခါကျတော့မှငါအောက်လုံးသုံးတယ်တွေရောငါအဆင့်မရှိဘူးတွေရောဖြစ်ကုန်အဲ့တော့မင်းတို့သိအောင်တစ်ခုပြောမယ်အနိုင်အရှုံးဆိုတဲ့ဥစ္စာဒီပြိုင်ပွဲတစ်ခုမှာပဲသတ်မှတ်လို့ရတာမျိုးဒီပွဲကအနိုင်အရှုံးခွဲခြားတဲ့ပွဲမဟုတ်ဘူးအမှန်အမှားဘယ်သူမှန်တယ်ဘယ်သူမှားတယ်ဆိုတဲ့ဥစ္စာကိုတိတိကျကျငါတို့လဲပြင်းမှာကွာသိတယ်မလားစင်သွားတယ်လို့မျိုးကွာထင်းကနေဟင်းကနေဖြစ်သွားတယ်ပွဲအဲ့တော့ခေါင်းပါတဲ့လူတွေဆိုရင်ငါစဉ်းစားတတ်တယ်ဘယ်သူမှန်တယ်ဘယ်သူမှားတယ်ဆိုတဲ့ဥစ္စာကိုအဲ့တော့အနိုင်ရှုံးသတ်မှတ်ကြတဲ့ပွဲမျိုးတွေမှာတောင်မှပဲပြည်ပွဲတစ်ခုမှာကွာအရင်ရောက်တဲ့လူကနိုင်တာမှန်ပေမဲ့လို့အဲ့ဒီအရင်ရောက်တဲ့လူဒီစီကတ်နဲ့ကိုက်ညီမှုရှိရလားဒီပြိုင်ပွဲမှာဒါဟိုကဒိုင်တွေကသဘောပေါက်လားဒီချာ judge လုပ်ပြီးတော့မှကြည့်တာမဟုတ်စီကတ်နဲ့ညီမသားလည်းပဲသူ့ကအနိုင်ပေးတာဆိုတော့အဲ့ထက်ကိုအများကြီး level ပုံမြင့်တယ်အမှန်အမှားကိုခွဲခြားတဲ့ပွဲမှာဆိုရင်ကပိုဆိုးတယ် fact ဆိုတဲ့အရာကိုကြည့်တယ် logic ကိုကြည့်တယ် topic ကိုကြည့်တယ်ဒါတွေကိုကြည့်ပြီးသွားတဲ့အခါကျတော့မှဘယ်သူမှန်တယ်ဘယ်သူမှားတယ်ဆိုတဲ့ဥစ္စာကိုဝေဖန်ပိုင်းချရတာမျိုးသဘောပေါက်လားအဲ့တော့ပွဲစဖြစ်တာဒီရီမွေးနဲ့ပတ်သက်ပြီးတော့မှကိုမတိကိုမတက်တဲ့အရာတွေကတလွဲတွေစပြောလို့ပွဲဖြစ်တယ်ဒါမဲ့ဘာလဲဆိုတော့မနိုင်တော့တဲ့အခါကျတော့ငါဘာကားစီးနိုင်တယ်ငါအနေထားဘာငါတင်တန်းဘလို့အနေထား free mail ကိုပေးတက်ပြီးသွားတဲ့အခါကျတော့မှအဲ့ဒီရတဲ့အမြတ်ကိုမင်းဘလို့လူပေးပါညာဆိုစောက်သိန်းတာဆန်ကြီးကြိုက်တယ်ကွာပရာဟိတတွေအလူဆိုတဲ့ဥစ္စာတွေအများအတွက်လုပ်နေတာဆိုတဲ့စကားတွေနဲ့မင်းတို့ကိုကောင်းကောင်းချင်းသိပ်သွားတယ်ဆိုတော့ထားပါဒါတွေကပြောမနေတော့ပါဘူးပြောမယ်ဆိုပြောရင်လည်း1000တညပုံမြင်လိုမျိုးပြီးမှာမဟုတ်အဲ့တော့ပြောချင်တာတစ်ခုကပါလဲဆိုတော့နိုင်တယ်ဆိုပြီးတော့မှပြောနေတယ်ဆိုရင်လည်းပြီးပြောလိုက်ပါကွာကလေးတွေကသဘောပေါက်တယ်မလားအဓိကနိုင်မှုအရေးကြီးတာမဟုတ်အဓိကမှန်မှုအရေးကြီးတာမှန်နေတဲ့လူတယောက်ကပြိုင်စရာမလိုဘူးသဘောပေါက်လား ever သူကနိုင်ပြီးသားပဲအမြဲတမ်းအတွက်ကိုက